တ်နေတဲ့ Happy Money စာအုပ်ပေါ့နော်အဲ့ဥစ္စာလေးအကြောင်းပြပြမယ်နော်အဲ့ဒီ Happy Money ထဲမှာသူကငွေရှာခြင်းတဲ့အချက်တွေကဘာကြောင့်လူတွေကငွေရှာခြင်းကြလဲဆိုတဲ့ဟာတွေပါတယ်အဲ့မှာနံပါတ်1ချက်ကတော့သူကသက်တောင့်သက်သာနဲ့စိန်ခံတဲ့ပစ္စည်းတွေသုံးမှုအတွက်ကိုလူတွေကငွေရှာခြင်းကြတယ်အဲ့လိုမျိုးပြီးတော့နံပါတ်2ကကြတော့အာနာအတွက်ပေါ့နော်ငွေရှာခြင်းကြတယ်ငွေရှိရင်အာနာပိုကြီးတယ်လို့ယူဆတာပေါ့နော်အဲ့အကြောင်းငွေရှာခြင်းကြတယ်တချို့ကနံပါတ်3ချက်ကကြတော့သူကကိုယ့်ကိုငွေနဲ့တိုင်းတာခဲ့တဲ့ຢာတွေကိုလက်စားချေဖို့အတွက်ကိုငွေရှာခြင်းကြတယ်ပေါ့နော်နောက်ပြီးတော့နံပါတ်4ချက်ကကြတော့ကိုယ့်ရဲ့ချစ်ချင်းမြတ်တာတွေကိုပြသဖို့အတွက်ငွေကိုလိုချင်ကြတယ်ပေါ့နော်လက်ဆောင်ပစ္စည်းတွေကိုကိုချစ်တဲ့သူတွေအတွက်ကိုပေးချင်တာတို့အဲ့လိုမျိုးတွေအတွက်ကိုငွေကိုရှာကြတယ်နောက်ပြီးတော့ပေါ့နော်သူကအဲ့ဒီဆောက်ထဲမှာကငွေကိုမရှာနဲ့ပေါ့နော်ငွေရမယ့်လမ်းကြောင်းတွေကိုရှာပေါ့အဲ့အခါမှာငွေရအော်တိုသူကသူရောက်လာလိမ့်မယ်ပေါ့နော်ကြိုက်ကြရင်ငွေရှာမယ်ဆိုတော့အဲ့လိုမျိုးဇော်ကြီးနဲ့ငွေရှာနေတာထက်ငွေရမယ့်လမ်းကြောင်းတွေအခုလုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုပို့ပြီးတော့အဲ့လမ်းကြောင်းတွေကိုလမ်းကြောင်းတွေနောက်ကိုလိုက်ပြီးတော့ရှာတာကမှန်ကန်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်ပေါ့နော်ပြီးရင်သူကရေကန်နဲ့ရေစီချောင်းတစ်ခုကိုရှင်းပြီးပြောပြထားတယ်ရေကန်ဆိုတာကတော့မိဘတွေပိုင်ဆိုင်တဲ့အမွေနှစ်တွေပြီးတော့အိုးအိမ်ချမ်းမြေတွေအဲ့လိုဟာတွေပေါ်မှာရင်းနှီးမြှုပ်နှံပြီးတော့ငွေကိုပုံသေးပေါ့နော်အဲ့လိုမျိုးငွေကိုပုံသေးထားပြီးတော့ပတ်ဆက်ပုံသေးရနေတဲ့ဟာကရေကန်ပုံစံမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ရေစီချောင်းကကြတော့စီဝိုင်းတစ်ခုလုပ်နေရဆိုလို့ရှိရင်ဒါငွေကဝင်လာမယ်ပြန်ပြီးတော့ထွက်သွားမယ်ပြီးရင်ကြားကြီးချေရကြီးဆိုတဲ့စကားလိုပဲငွေကများဝင်ရင်များထွက်မှာပဲအဲ့ဒါကသဘာဝပဲဆိုတော့ပို့ပြီးတော့ရှာလာနိုင်တာတဲ့အမြထွက်ငွေကလည်းပို့ပြီးတော့များလာမှာပဲအဲ့တော့အဲ့လိုမျိုးလူတွေကပေါ့နော်ရေစီးချောင်းလိုမျိုးဖြစ်နေတဲ့ feeling ကိုတကယ်တော့ပိုကြိုက်ကြတယ်ဘာဖြစ်လို့အဲ့လိုမျိုးမလုပ်ကြရလဲဆိုတော့သူတို့ကရေစီးချောင်းလိုမျိုးကိုရဖို့ဆိုလို့ရှိရင်သူကစိတ်ပူပန်မှုတွေရှိရတယ်အဲ့လိုစိုးရိမ်မှုတွေရှိရတယ်ပေါ့နော်စိတ်ပစ္စည်းမှုတွေအဲ့တော့အဲ့လိုမျိုးစိတ်ပစ္စည်းမှုတွေကိုမခံချင်လို့လူတွေကအဲ့လိုအာရုံနောက်တဲ့ဟာတွေကိုမလုပ်ဘဲနဲ့ပုံသေးငွေနဲ့ပဲတချို့သွားချင်ကြတာရှိတယ်ဒါပေမဲ့တကယ်တော့ပေါ့နော်ဘဝမှာလည်းစိတ်ပစ္စည်းမှုဆိုတာကဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက်enjoy ဖြစ်နေဖြတ်သန်းမယ်ဆိုလို့ရှိရင်ပျော်ဖို့လည်းကောင်းတယ်ပြီးတော့ရေစီးကြောင်းကပဲပို့ပြီးတော့ကောင်းမွန်တဲ့အရာတစ်ခုပေါ့လေနောက်တစ်ခုကပေါ့နော်သူကငွေနဲ့ပတ်သက်ပြီးတော့ mindset တွေပေါ့နော်အဲ့မှာကိုယ့်ရဲ့ပေါ့နော်financial mindset ကကြတော့တချို့ပိုင်းတွေကမိဘတွေကနေပြီးတော့စဉ်းစားလာတဲ့တွန်းမှုတွေကြောင့်ဖြစ်နိုင်တယ်ပေါ့ဟိုမှာပတ်ဆက်ကရေးမကြီးပါဘူးလို့မိဘတွေကပြောခဲ့တယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့လည်းပတ်ဆက်ကရမ်းရေးကြီးနေရဆိုပြီးတော့မခံစားရဘူးပေါ့နော်တစ်စိတ်တစ်ပိုင်းပေါ့နောက်တစ်ခုကကြတော့ကိုမိဘတွေကငွေဆိုတာရှားရမ်းခက်တယ်အဲ့လောက်ကြီးမတုံးနဲ့လွယ်မတုံးနဲ့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကိုယ့်စိတ်ထဲမှာငွေရရှားတာရမ်းခက်တယ်ဆိုပြီးတော့ထင်သွားတယ်ပေါ့လေဆိုတော့တချို့အပိုင်းတွေကမိဘတွေရဲ့လွှမ်းမိုးမှုတွေကိုရှိနေရဆိုလို့ရှိရင်ကိုပြန်ပြီးတော့စဉ်းစားပြီးတော့ငွေဆိုတာအဲ့လောက်ရှားခက်တဲ့ຢာမဟုတ်ဘူးငါရှာလို့ရှိရင်လည်းရနိုင်တယ်ဆိုတာမျိုးပေါ့နော်ပြီးရင်ငွေမရှိဘူးဆိုလို့ရှိရင်ဘာမှမဖြစ်ဘူးဘာညာဆိုတာတဲ့ငွေဆိုတာကအခုခေတ်မှာပျော်ရွှင်တဲ့အရာမဟုတ်ပေမဲ့လို့တော့ပျော်ရွှင်တဲ့အရာများတော်တော်များကိုတော့သူကဖန်တီးလို့ရတယ်ပေါ့လေဟိုမှာခီးသွားခြင်းနဲ့ဘာညာဆိုလို့ရှိရင်ငွေရှိရဆိုလို့ရှိရင်ခီးသွားပြီးတော့ကိုယ့်ရဲ့စိတ်ရေးလက်ရေးရှိမှုကိုဖန်တီးယူလို့ရတယ်ဆိုတဲ့အခါကျတော့တော်တော်များကိုဖြည့်ရှင်းလို့ရတဲ့ຢာတစ်ခုတော့ဖြစ်နေပြီပြီးရင်နောက်တစ်ခုကငွေမရှိတဲ့သူကဖြစ်တဲ့စိတ်ဆင်းရဲမှုနဲ့ငွေရှိတဲ့သူကဖြစ်တဲ့စိတ်ဆင်းရဲမှုနဲ့ကမတူဘူးငွေမရှိတဲ့သူကဖြစ်တဲ့စိတ်ဆင်းရဲမှုကကြတော့နေလူကစားဖို့တောက်ဖို့တွေဘယ်လိုမျိုးစီစဉ်ရမလဲဆိုတဲ့အပူတွေဖြစ်တယ်ပေါ့နော်ငွေရှိတဲ့သူတွေရဲ့စိတ်ဆင်းရဲမှုကကြတော့အဲ့ဒီအခြေခံလိုအပ်ချက်တွေကသူဖြည့်ရှင်းပြီးသားဖြစ်သွားတဲ့နောက်မှာသူတို့ဆိုရင်မူပန်ရတာကြတော့တစ်စင်းနဲ့တစ်စင်းပေါ့နော်ဘယ်လိုမျိုးစီမံရမလဲဆိုတဲ့အပူတွေဖြစ်သွားရပေါ့နော်ဆိုတော့အပူတွေရှိနေကြခြင်းတူပေမဲ့အပူတွေရှိနေကြခြင်းတူပေမဲ့သူကကိုရတဲ့အကြောင်းတရားတွေကမတူတော့ပြီးတော့သူကငွေရှာတဲ့အခါမှာပေါ့နော်လူတွေကပို့ပြီးတော့ပဲရှာကျင်ကြတာဖြစ်တဲ့အတွက်